အားလုံးမင်္ဂလာပါတော်ဒီဆွေးနွေးမယ့်အကြောင်းက Country IGCSE Additional Mathematics Paper 1 9 topic က 2025 February March မှာမေးခဲ့တဲ့ Paper 1 2 က Differentiation နဲ့ Integration နဲ့ပတ်သက်တဲ့မေးခွန်းတစ်ပုဒ်ဖြစ်ပါတယ်။ Number 12 ဖြစ်ပါတယ်။ It is given that y is equal to x e power 3 plus 2. Y function ကိုပေးထားပါတယ်။ Number 8 find d1 and ds ကိုရှာပါလို့မေးရပါတယ်။ Y function ကို differentiate လုပ်အောင်ဖြစ်ပါတယ်။ပေးတဲ့ function ကိုကြည့်မယ်ဆိုရင် x ဆိုတဲ့ function နဲ့ e power 3 plus 2ဆိုတဲ့ function နှစ်ခုဟာမြောက်ထားတာကိုတွေ့ရပါတယ်။ဒါကြောင့်ကျွန်တော်တို့တွေက differentiate လုပ်တဲ့အခါမှာ product ကိုသုံးပြီးတော့ differentiate လုပ်ရမှာဖြစ်ပါတယ်။အဲ့တော့ product ကိုနည်းနည်းကျွန်တော်ရှင်းပြပါမယ်။အဲ့တော့ product မှာဆိုရင်ဒီ function တစ်ခု function u နဲ့ function v နဲ့မှောက်တယ်ဆိုပါလို့အဲ့လိုမှောက်တဲ့ function ကိုကျွန်တော်တို့ဒီ x နဲ့ differentiate လုပ်တော့မယ်ဆိုရင်အဲ့တော့ u ကိုထား v ကိုရှိတ်မယ် u dv by dx plus u ကိုထား v ကိုရှိတ် u ထားပြီးတော့ v ကိုရှိတ်တယ်ရှိတ်ပြီးတော့ v ကိုထပ်ရှိတ်စာမလို့ပါဘူးပြန်ရေးမယ် v ကိုပြန်ထားမရှိတ်ကတော့ u မရှိတ်မယ် du by dx product မှာ u ဆိုတဲ့ function တစ်ခုကိုနောက်လာတဲ့ u ဆိုတဲ့ function တစ်ခုကိုရှိတ်တော့မှဆိုရင် u ကိုထား v ကိုရှိတ်ပြီးသား v ကိုပြန်ထားမရှိရတဲ့ u ကိုရှိတ်မယ် du by dx အဲ့ဒီတစ်ခုပြန်ပေါင်းလိုက်မယ်ဆိုရင်ဒါက product ရဲ့ differential calculus formula ဖြစ်ပါတယ်အဲ့ formula သုံးပြီးတော့ကျွန်တော်တို့မှာဒီမှာလေးရှာအဲ့ဒီမှာဒီ x ကိုကျွန်တော်တို့က0သတ်မှတ်မယ်ဒီအနောက်က e power 3 plus ကိုကျွန်တော်တို့ v လေးသတ်မှတ်မယ်အဲ့ဆိုရင် dy by dx is equal u ကိုထားမယ်ဆိုတော့ x ကိုပြန်ထားလိုက်မယ် v ကိုရှိတ်မယ်ဆိုတော့ d by dx e power 3 a plus 2အဲ့တော့ဒီ product rule မှာဆိုရင်ဒီ function တစ်ခုကိုရှင်းတဲ့အခါမှာဂျားမှာ plus sign ထည့်ပေးရမယ်အဲ့တော့ u ဓာတ် v ကိုရှင်းအဲ့ v ကိုရှင်းပြီးရင်ရှင်းပြီးသား v ကိုပြန်ရေးမယ်ဆိုတော့ e power 3x plus 2ပြန်ရေးမယ်အဲ့တော့မရှင်းတဲ့ u ဖြစ်တဲ့ x ကိုရှင်းမယ် d by dx xအဲ့တော့ x ကိုပြန်ရေးမယ်အဲ့တော့ e ကိုရှင်းမယ်ဆို e ပဲရမယ် e power 3x plus 2အဲ့တော့ e function ရှင်းတဲ့အခါမှာ e ပဲပြင်ရမယ်အဲ့တော့ e ကိုရှင်းပြီးတဲ့အခါမှာ power ထပ်ရှင်းမယ် power 3 plus ကိုရှင်းတဲ့အခါမှာ 3x ကိုရှင်းမယ်ဆိုရင်ကျွန်တော်တို့3ရအောင်ဖြစ်ပါတယ်ဒါပေမဲ့3 plus ကိုရှင်းမှာဖြစ်တဲ့ဆိုတာကိုပြန်ပြလိုက်မယ် d by dx 3x plus 2အဲ့တော့ဒီ e power 3 plus တစ်ခုလုံးကိုရှင်းရင် e power 3 plus ကိုပြင်ရမယ်အဲ့ဒါကကျွန်တော် e ကိုရှင်းလို့ခေါ်တယ်အဲ့တော့ e ကိုရှင်းပြီးရင် power ဖြစ်တဲ့3 plus ကိုရှင်းမယ်ဆိုတော့ d by dx 3 plus 2အဲ့တော့ u ကိုထား v ကိုရှင်းပြီးရင် plus sign ထည့်မယ်ရှင်းပြီးသား e ကိုပြင်ရေးလိုက်မယ် e power 3x plus 2အဲ့ဒါကျွန်တော်တို့ရှင်းပြီးသား e ပြင်ရေးပြီးသွားပြီရှင်းရမှာကနောက်က x ကိုရှင်းအဲ့တော့ x ကိုရှင်းလို့ဆိုရင်1ရပါတယ်အဲ့တော့ဒီမှာ x e power 3a plus 2 3 plus ကိုရှင်းလို့ဆို3ရပါတယ်အဲ့ဒီ3ကဒီရှင်းမှာလာမှောက်လိုက်မယ်ဆိုရင် 3x e power 3 plus 2ရပါတယ်အဲ့3 plus ကိုရှင်းတဲ့အခါမှာ3ကိုရှင်း3ရတယ်အဲ့ဒီ3ကရှင်းရ x နဲ့မှောက်မယ်ဆိုရင် 3x e power 3 plus 2ရပါတယ်အနောက်က2ကိုရှင်းမယ်ဆိုရင်0ရတယ် plus 0ကတော့ထည့်မလို့ပါဘူး plus e power 3x plus 2ကို1နဲ့မှောက် e power 3 plus 2ရတယ်ဒါမှမဟုတ် function 1ရှင်းတဲ့အခါမှာ answer ကဒီလိုဆက်ပါတယ်ကျွန်တော်နံပါတ် B ဆက်တော့မှာပြပါတယ်နံပါတ် B has find integral x e power 3 plus 2 dx
x power 3 plus 2ကိုကျွန်တော် integrate လုပ်ပါမယ်ထားပါမယ်ဒီနေ့ကမှ x ရစီ function စကားဆက်ပုံထားပါဆိုရတဲ့ဘောကတော့နံပါတ် A မှာဒီ differentiate တန်ဖိုးချတယ် differential calculus တန်ဖိုးချတယ်အဲ့ differential calculus တန်ဖိုးကိုပြန်အသုံးချပြီးတော့ဒီမှာ integrate calculus တန်ဖိုးကိုကျွန်တော်ရှာမှာဖြစ်ပါတယ်ဒါကြောင့်မို့ဒီကနေ့စကားဆက် x ရစီ function ကိုပြောတာဆိုရတဲ့ဘောကအပေါ်မှာအပေါ်မျိုးကနံပါတ် A နဲ့အောက်မျိုးကနံပါတ် B ကဆက်စပ်မှုရှိရဆိုတော့ပါအမျိုးကနံပါတ် A မှာမျိုးရဲ့ function ကx power 3 plus 2ဒီမှာလည်းပဲအခုမျိုးရဲ့နေသားမှာ x power 3 plus 2function 2လို့function 2ကပဲဒီမှာနံပါတ် A မှာ differential လုပ်ခိုင်းတယ်နံပါတ် B မှာက integrate လုပ်ခိုင်းတယ်အဲ့လိုဒီ function 2နဲ့အတွက်ကြောင့်ဒီနံပါတ် B အတွက်တဲ့အခါမှာပြီးတဲ့မရှာတော့ဘူးနံပါတ် A ကိုပြန်လဲ apply လုပ်ပြီးအသုံးချပြီးတော့နံပါတ် B ကိုပြန်မှာဖြစ်ပါတယ်ဆိုတော့နံပါတ် A မှာကျွန်တော်တို့ဆိုပါလို့ function 1ရှင်းတယ်ဆိုပါလို့ function 1ရှင်းရင်ဒီ y မှာဒီ x ပါတယ်နံပါတ် B မှာကျတော့အဲ့ဒီ function y နဲ့တူတဲ့ value ကိုထပ်ပြီး integrate လုပ်ခိုင်းတယ်လုပ်တဲ့အခါမှာကျွန်တော်တို့ကနံပါတ် A မှာရှာခဲ့တဲ့နံပါတ် A မှာပေးတဲ့ function နဲ့နံပါတ် B မှာပေးတဲ့ integrate function ကတူနေတယ်အဲ့တော့ integrate ပြီးတဲ့လောက်မှာမဟုတ်ပါဘူးနံပါတ် A ကိုသုံးချလို့ရတယ်ဒီနံပါတ် B က integrate ကိုရှာမှာဖြစ်ပါတယ်ဒါကြောင့်မို့ကျွန်တော်နံပါတ် A ရဲ့ဒီသုံးချလို့ရှာမယ်ဆိုရင် differentiate တန်ဖိုးကို integrate ပြန်လုပ်မယ်ဆိုရင်ကျွန်တော်မူလဝါလို့ကြားပါအဲ့တော့ဒီ differentiate တန်ဖိုးဖြစ်တဲ့ d(y - dx) ကိုဒီ integrate လုပ်လိုက်မယ်ဆိုရင်မူလဝါလို့ပြန်ရပါတယ်အဲ့တော့ဒီ differentiate အဖြစ်ကို integrate လုပ်လိုက်မယ်ဆိုရင်မူလဝါလို့ပြန်ရတဲ့ဆိုတော့ဘောရအောင်ပေါ်ပြီးတော့ integrate value ကိုရှာမှာဖြစ်ပါတယ်ဒါကြောင့်မို့ကျွန်တော်တို့d(y - dx) ကိုပြန်ကူးမယ်ပြန်ကူးပြီး d(y - dx) ကို integrate လုပ်မယ် integrate လုပ်လိုက်ရင်ဒီရှာတဲ့ integrate ကြီးကဖတ်လာမှာဖြစ်ပါတယ်အဲ့တော့ d(y - dx) ကိုပြန်ကူးလိုက်ကျွန်တော်တို့d(y - dx) ဆိုကျွန်တော်ဒီ level ချမ်းမှာထားပြီးကြည့်မယ် dy by dx is equal to ရဲ့တန်ဖိုးဟာဒီရှေ့မှာနံပါတ် A မှာရရပါပြီax e power 3x plus 2 plus e power 3x plus 2အဲ့တော့ဒီ differentiate တန်ဖိုးကိုဒီဝဲလုပ်မယ်ဆိုရင်မူလ y function ပြန်အဲ့ဒီဘောတွေကသုံးမှဖြစ်တဲ့အတွက်ကြောင့် differentiate တန်ဖိုး integrate လုပ်မယ်ဒီကြောင်းလုံးကို integrate လုပ်မယ်ဒီကြောင်းလုံး integrate လုပ်မယ် dx နဲ့လိုက်ပါ dx နဲ့လိုက်ပါdx နဲ့လိုက်ပါအဲ့လိုဆိုရင်ဒီ d(y - dx) ကို dx နဲ့ integrate လုပ်မယ်ဆိုတော့မူလ function ဖြစ်တဲ့ y ကိုဒီဘက်ကကြတော့ဒီ integrate ကကြတော့ဒီ integrate နဲ့နေသားတူအောင်ဒီအပြင်ထုတ်ရမယ်ဒီintegrate x e power 3x plus 2 dx ကျွန်တော်ရှာမှာကဒီ integrate x e power 3ကိုရှာမှာဖြစ်တဲ့အတွက်ဒီမလို့တဲ့ဒီ integrate ကြီးကငါတို့ချမ်းဖြစ်ရတယ်ငါတို့ချမ်းဖြစ်မယ်ဆိုရင်ဒီ plus ကနေ minus ဖြစ်သွားပြီ minus integrate e power 3x plus 2 dx ရဖို့ရှာမှာဖြစ်ပါတယ်ဒီရှေ့ရအောင်ဘယ်လိုလဲပြန်ပြအောင်မယ် 3 integrate x e power 3x plus 2 dx is equal to 1 နေရာမှာ y value အစားလုပ်မယ် y value ကအပေါ်မှာပေးရတာဒီဟာပဲပေးထားတာပါဒီလိုမျိုးဒီဟာဒီ y function နဲ့တောင်းထုတ်တဲ့နေရာ x e power 3 plus 2ကအပေါ်မှာပေးရတာက
1 function တောင်းနော်x power 3 plus 1 function တောင်းဖြစ်တဲ့အတွက်ကြောင့် y နေရာမှာသူ့ရဲ့မူလဥစ္စာအစာရပြည့်တဲ့ 1 function ရဲ့တန်ဖိုးကိုထားလို့မယ် x power 3 plus အဲ့ဒါပြန်လို့နော်ပြီးသွားရင် minus နောက်က integral value ချရတယ်အဲ့တော့ e function ကို integrate လုပ်မယ်ဆို e function ကိုပြင်ရတယ်ဒါကြောင့်မို့လို့ e power 3h plus ကျွန်တော်မှတ်ထားမှာက e function တွေကို integrate လုပ်ရင် e function ကိုပြင်ရမယ်ခုကြချက်တစ်ခုတော့ရှိပါပဲ e function ဒီ power မှာ coefficient မှတ်ပေါ်ဝင်ပါခဲ့မယ်ဆိုအဲ့ဒီ coefficient နဲ့ပတ်စားတယ်ဒီမှာ coefficient 3ပါတယ်အဲ့ဒါ3နဲ့ပတ်သက်ပါလို့ပြီးတဲ့စားဆိုတာက1 minus 3ရဲ့မှတ်တယ်ပြီးတော့အပြည့်ချ1 minus 3ရဲ့မှတ်ပြီးတော့နောက်ချက်မှတ်ထားမှာကဒါ indefinite integral indefinite integral ဆိုတာကဒီ integral မှာ upper limit lower limit ကိုပြောရအောင် upper limit lower limit ပြင်အဲ့ဒါ definite integral upper limit lower limit မပြင်အဲ့ဒါကသူကindefinite integral ဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့က C ပေါင်းပေးတယ်ပြီးတဲ့အခါမှာကျွန်တော်ဒီ3ကညာဘက်ချမ်းကိုသွားဆောင်အဲ့ဒါ3ကညာဘက်ချမ်းသွားဆောင်လဲဆိုသူမေးတဲ့ integral အနေထားနဲ့တူအောင်လို့ဒီ3ကိုညာဘက်ချမ်းကိုသွားဆောင်တယ်အဲ့ဆိုရင်သူရှာဟိုင်းတဲ့ integral x e power 3 plus 2h ကိုကြာပြီ integral x e power 3h plus 2 dh equal 3ကညာဘက်ချမ်းသွားဆောင်မယ်ဆိုတော့1 minus 3 x e power 3h plus 2 minus 3ရဒီဘက်ချမ်းက1 minus 3ဆိုတော့1 minus 1 minus 1 minus 9 e power 3h plus 2c ကို c ဆိုတာကvalue တစ်ခုပြတယ်ဘာ value လဲတက်တက်မလို့တော့ပြောလို့မရဘူးတန်ဖိုးတစ်ခုပဲအဲ့ဒီ COD 3တဲ့သက်စားကြံလို့ပေါ့နော်ကျွန်တော်ဒီ value တစ်ခုကိုပြီးတဲ့စားရတယ် value တစ်ခုပဲရအောင်ဒါကြောင့်လို့C value ပဲပြန်ရေးပါမယ် C ဒီ value တစ်ခုကိုပို့သားပြီးတော့တန်ဖိုးတစ်ခုပို့သားပြီးဒီ C ကို3နဲ့သက်စားပြတာမလို့ဘူး C ကို value ပဲမှတ်ထားမယ်value တစ်ခုကိုပြီးတဲ့စားရတယ် value တစ်ခုပဲပြန်ရမှာဖြစ်တဲ့တော့ C ရော C ပဲပြန်ရမှာဒါတော့နည်းနည်းပြီးတော့အန်စာဖြစ်ပါတယ်